ကျွန်တော်ဒီ PAS64 เนาะမိသီးကိုကျွန်တော်ကိုအခုဘဲဥပိုရှိတ်တရံတော့ကျွန်တော်ဒီလိုရှိတ်တက်ဖြစ်နေပါတယ်တကယ်လို့အဲ့ဒါကိုကျွန်တော်တို့ဘောနော်ဒီလိုအဆောင်လေးတွေเนาะမီးချိန်ချင်းနေဆိုရင်လည်းရပါတယ်အဲ့ဒါကျွန်တော်တို့ PAS64 ရဲ့မိသီးနောက်က not ကိုလေကျွန်တော်လှည့်လို့ရပါတယ်လှည့်ပြီးတော့ကိုလိုသလိုဒီလိုကျွန်တော်ချိန်ပေးလို့ရပါတယ်အဲ့မှာတခုတတိထားမှာတော့ကျွန်တော်အပူခံလက်အိတ်ကိုစွတ်ပြီးတော့မှကျွန်တော်တို့ဒီမီသီးကိုကျွန်တော်နောက်ကနေပြီးတော့လှည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်လိုတဲ့ direction ပေါ့နော်ကျွန်တော်တို့လာရကိုကျွန်တော်တို့ချိန်နိုင်မှာဖြစ်ပါတယ်ဒါ PAS64 မီသီးကိုကျွန်တော်လိုသလို angle ကိုလှည့်လို့ရပါတယ်မီးချိန်တဲ့အချိန်မှာကျွန်တော်တို့ဒါအသုံးပြုလို့ရပါတယ်